Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့ယာကီပေါ်မယန်တင်ငပိထားနဲ့အရန်ကိုလိုက်ဖက်မဲ့ဘူတင်ဟင်ကားလေးချက်စားမှာဖြစ်ပါတယ်။လောက်ဒီမှာရဖြစ်တဲ့အတွက်ကိုစားချင်တာလေးစားဖို့အတွက်ဈေးကိုတောင်းလိုက်ပါမယ်။အရင်ဦးဆုံးစိတ်စားငပိကိုမိကီထားပေးလိုက်ပါမယ်။တစ်ဆက်တည်းမှာလည်းစက်တော်လေးစက်တုံဖြူကလေးတီးစိမ့်ကိုလေအိုးထဲမှာခဏခေါ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ရေစိမ့်ထားတဲ့ပစွန်ကြားကိုညနေအောင်ထောင်းထားပေးလိုက်ပါမယ်။လှော်ထားတဲ့ငရုတ်တီးစက်တုံဖြူကိုလည်းထည့်ပြီးတော့ထောင်းပေးလိုက်ပါမယ်။ဆေးတဲ့ကဝယ်လာတဲ့မယန်းကြီးစိတ်ထားတာလေးကိုလည်းညနေအောင်တစ်ခါလေးထည့်ပြီးတော့ထောင်းပေးလိုက်ပါမယ်နော်မယန်းပြတဲ့ရက်ပြီးဆိုတော့စိတ်စားငပိချုံတော့ရစားလေးနဲ့ရက်ကြီးချက်ဖို့ရပြီးတော့တမကိုရအောင်ထောင်းပေးလိုက်ပါမယ်ခုဆိုရင်တော့ချင်းငန်းဆက်ရတာနဲ့ပြည့်စုံတဲ့မယန်းတင်ငပိထောင်းလေးရတော့ရပါပြီနော်ညံပြငါပိထောင်းနဲ့ရန်ကိုလိုက်ဖက်မယ်ဘူတီဟင်္ကာလေးပါချက်ထားပါတယ်အခုဆိုရင်တော့ဘူတီဟင်္ကာလေးကစူနေပြီဖြစ်တဲ့အတွက်ထောင်းထားတဲ့စက်သွန်ဖြူငရုတ်ကောင်းကိုပါပေးလိုက်ပါမယ်ဒီနေ့ကတော့သမီးမိန်စီမှာတိချပါပဲเนาะဒီဗီဒီယိုကိုစုံသိကြည့်ပေးတဲ့တငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့အားပေးပါအောင်နော်